လို့ပြောနေတော့မြတ်စွာဘုရားကြွလာဟောလာပြီပေါ့ဒီပုဂ္ဂိုလ်ပဲပေါ့ဟုတ်တယ်မှန်တယ်ရုပ်အစင်းကတော့အမြဲတမ်းလှပတယ်မင်းသားကိုသူကနော်မင်းသားဘဝလာတာအသက်အရွယ်လည်းငယ်ဦးမှာပေါ့အဲ့ဒီချိန်အဲ့တော့အမြဲတမ်းလှပတာမှန်တယ်အဲ့တော့ဒေါမဂန္ဒီဘာပြောဥမဂန္ဒီကတော့စွတ်ဖယ်သမီးခေါ်ပြီးတော့သွားလာဘုရားစီသွားပြီးတော့ဒီသမီးဟာအရှင်ဘုရားနဲ့ပဲတန်ပါတယ်အရှင်ဘုရားအတွက်နော်ခြေရင်အလုတ်ကျွေးဖြစ်အနှံ့ညင်ပါတယ်လို့ဆိုပြီးတော့ဘုရားကိုအဲ့ဒါလို့သွားပြောတာနော်အဲ့ဒါလို့ပြောတဲ့အခါကျတော့မြတ်စွာဘုရားကဘာမိန့်ရှိတော့လို့ဆိုတော့ဖြည်းဖြည်းသေးသေးဖြည်းဖြည်းအေးတက်တာမြတ်စွာဘုရားပြောပြသူဘသူဆိုတာကိုပြောပြတယ်နော်ပုံနာကြီးနားလဲအောင်သူပြောပြသူကတဲ့29နှစ်သူကဒီဟိမန္တာတောင်ခြေကတက်ကြလူမျိုးတွေကကပိလဝမြို့မှာဘုရင်သားပါတဲ့အဲ့ဒီကနေပြီးဒီ29နှစ်အရွယ်မှာတရားရှာဖို့ရအတွက်ဒီအိန္ဒိယနိုင်ငံဘက်ကိုထွက်လာတယ်ပေါ့တောဘက်ကိုထွက်လာခဲ့တယ်6နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်တယ်တရားမျိုးဆရာမျိုးရဲ့ဤစနစ်တွေတိုင်းလိုက်တာကျင့်ကြံတာဘယ်နည်းဘယ်ဆရာရဲ့ဤစနစ်နဲ့မှသူသိကျင်တဲ့တရားဓုတရားမြတ်ကိုမရခဲ့ဘူးအဲ့ဒါကြောင့်မို့လို့ပင်ပန်းနဲ့ဒုက္ခရစရိယာကျင့်ခဲ့တဲ့အကျင့်တွေဟာ6နှစ်နီးပါးကုံဆုံးခဲ့ပေမဲ့လို့သူ့မှာဘာတရားဓုမှမရခဲ့ဘူးအဲ့ဒါကြောင့်မို့လို့ကိုနီးကိုဟန်နဲ့တရားအစစ်အမှန်ကိုနောက်ပိုင်းကျတော့ရှားပွေတွေ့သွားတယ်ပေါ့တပဋ္ဌာကျင့်စဉ်တစ်ခုကိုအခြေခံလိုက်တယ်ထွက်လေဝင်လေလေးကိုနှလုံးသွင်းထွက်လေဝင်လေနှလုံးသွင်းရင်ကနေအာနာပါနကျင့်စဉ်တစ်ခုကိုရှာတွေ့တော့ထွက်လေဝင်လေနှလုံးသွင်းရင်ကနေပထမဇန်ရတယ်